အာဆင်နယ်အတွက်ဆုဖလားရဖို့ဆိုတာအချိန်တစ်ခုသာလိုတော့ကြောင်းယာယာပြောကြားအာဆင်နယ်ကိုသမားဒေးဗစ်ယာယာကအာဆင်နယ်အနေနဲ့ဖလားရရှိဖို့ဆိုတာအချိန်တစ်ခုသာလိုတော့ကြောင်းယုံကြည်ချက်ပြည့်နဲ့ပြောကြားခဲ့ပါတယ်လားတူစပိန်သားကချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာရီယယ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့်ပွဲအတွက်စိတ်လှုပ်ရှားနေကြောင်းပြောဆိုခဲ့ပါတယ်2023ခုနှစ်နွေရာသီမှာအာဆင်နယ်အသင်းကိုရောက်ရှိလာတဲ့စပိန်လက်ရွေးစင်ဟာအသင်းနဲ့အတူဖလားတစ်လုံးမှမရသေးပါဘူးပရီးမီးယားလိဂ်ဖလားကတော့လီဗာပူးနဲ့10နှစ်မှတ်ကွာမှာရှိနေတာကြောင့်အိမ်မက်တစ်ခုလိုဖြစ်နေပြီးFA ဖလားနဲ့အဖလားနဲ့ကာယာပေါင်ဖလားတို့ကလည်းထွက်ခွာခဲ့ရတာကြောင့်ချန်ပီယံလိဂ်ကဖလားအာဆင်နယ်အတွက်ဖလားရရှိဖို့တခုရဲသာအခွင့်အရေးဖြစ်လာပါတယ်ချန်ပီယံလိဂ်မှာလက်ရှိချန်ပီယံရီယယ်မက်ဒရစ်နဲ့ကွာတားဖိုင်နယ်မှာရင်ဆိုင်ရမှာဖြစ်ပေမဲ့ယာယာကတော့အာဆင်နယ်ရဲ့အလားအလာနဲ့ပတ်သက်ပြီးရေရှည်မှာရောလက်ရှိမှာပါအကောင်းမြင်နေပါတယ်ယာယာကဒီမှာရှိရတာအရန်ကောင်းပါတယ်ဒါဟာအရန်ကောင်းတဲ့ကလပ်တစ်ခုဖြစ်ပြီးအသင်းကလည်းမယုံနိုင်စရာကောင်းပါတယ်ကျွန်တော်တို့ကအတူတူအောင်မြင်မှုတွေရရှိဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရောက်ရည်လို့ထင်ပါတယ်ဒါကဘယ်ချိန်မှဖြစ်လာမလဲဆိုတာကတော့အချိန်ဆောင်ယုံသက်ပါပဲလို့ပြောပါတယ်။ယာယာကချန်ပီယံလိဂ်ပွဲအတွက်အသင်းရဲ့စိတ်အားထက်သန်မှုကိုအလေးပေးပြောကြားခဲ့ပါတယ်။လူတိုင်းကချန်ပီယံလိဂ်ဖလားကိုလိုချင်ကြပြီးဘလောက်ခက်ခဲတယ်ဆိုတာလည်းလူတိုင်းသိကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအရန်ကိုစိတ်လှုပ်ရှားနေပါတယ်။အခုဆိုရင်ရီယယ်မက်ဒရစ်နဲ့ကစားရမှာဖြစ်တဲ့စိန်ခေါ်မှုကြီးတစ်ခုရှိနေပါတယ်။ဒါပေမဲ့ဒါကငယ်ငယ်ကလေးကကစားကျင်ခဲ့တဲ့ပွဲမျိုးဖြစ်ပြီးလူတိုင်းကကစားကျင်တဲ့ပွဲမျိုးဖြစ်တာကြောင့်အရန်ကိုစိတ်လှုပ်ရှားနေပါတယ်လို့ယာယာကဆိုပါတယ်။ဒေးဗစ်ယာယာရဲ့ယုံကြည်ချက်ပြည့်နဲ့ပြောဆိုမှုတွေအရအာဆင်နယ်အသင်းဟာဖလားလက်မဲ့ဖြစ်နေတာကိုအဆုံးသတ်နိုင်တော့မယ်လို့ယုံကြည်မှုရှိနေပြီးဥရောပပူရင်ရီယယ်မက်ဒရစ်ကိုကြော်ဝါရမယ့်စိန်ခေါ်မှုကြီးကိုရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။နေပြဘဝနာဂတ်လမ်းကြောင်းကိုမကြခင်ထုတ်ပြန်ကြေညာဖွယ်ရှိတဲ့အလွန်ဆိုရီယယ်မက်ဒရစ်နီးပြတစ်ဖြစ်လာမယ်ဆိုတဲ့ထင်ကြီးတွေပြန့်နှံ့နေချိန်မှာပဲလေဘာကူဆင်နီးပြလွန်ဆိုကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တစ်ရပ်ကိုမကြခင်ထုတ်ပြန်ကြေညာဖွယ်ရှိနေပါတယ်။ Export သတင်းဌာနရဲ့အဆိုအရကြာသပတေးနေ့ခင်းပိုင်းမှာကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့သတင်းစာရှင်းလင်းပွဲအတွင်းအလွန်ဆိုကလာမယ့်ဘောလုံးရာသီအတွက်သူ့ရဲ့အစီအမံတွေကိုထုတ်ပြန်ကြေညာသွားဖွယ်ရှိတယ်လို့သိရပါတယ်။ဒီအခမ်းအနားမှာပဲသူကဗိုလ်ချန်နဲ့ရင်ဆိုင်ရတော့မဲ့လေဘာကူဆင်ရဲ့ဘွန်ဒက်စလီဂါပွဲစဉ်မတိုင်ခင်မီဒီယာတွေရဲ့မေးမြန်းမှာတွေကိုဖြေကြားပေးသွားပါလိမ့်မယ်။ဒါ့အပြင်အလွန်ဆိုကရီယယ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှုတွေရရှိနေပေမဲ့2025-2026ဘောလုံးရာသီအတွက်ဂျာမန်ကလပ်အသင်းနဲ့အတူဆက်ရှိနေမဲ့အစီအစဉ်ကိုကြေညာသွားလိမ့်မယ်ဆိုတဲ့ပြောဆိုသံတွေလည်းထွက်ပေါ်နေပြန်ပါတယ်။အန်ဆယ်လော့တီက2026ခုနှစ်အထိရီယယ်မက်ဒရစ်နဲ့စာချုပ်သက်တမ်းရှိနေပေမဲ့အခုဘောလုံးရာသီလာလီဂါသို့မဟုတ်ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာဆုဖလားအောင်မြင်မှုမရရှိဘူးဆိုရင်ကလပ်အသင်းအတွက်သူ့ရဲ့အနာဂတ်ကအနည်းဆက်ကွင်းစီဝင်ရောက်သွားပါလိမ့်မယ်။ဒါပေမဲ့ရီယယ်မက်ဒရစ်ကလည်းရာသီကုန်ခြေအနေတွေကိုမသိရသေးခင်စာချုပ်သက်တမ်းနောက်ဆုံးနှစ်တွေစီဝင်ရောက်လာနေတဲ့အီတာလီယန်သားရဲ့အနာဂတ်နဲ့ပတ်သက်လို့ဆုံးဖြတ်ချက်တစုံတရာချမှတ်သွားဖို့မရှိသေးပါဘူး။မက်ဒရစ်အခြေစိုက်ကလပ်နီးပြရာတို့အတွက်အလွန်ဆိုရဲ့ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာပဲလေဘာကူဆင်ကလည်းလာမယ့်ဘောလုံးရာသီအတွက်ပြင်ဆင်မှုတွေဆက်လုပ်နိုင်ဖို့အလွန်ဆိုရဲ့အနာဂတ်ကိုရှင်းရှင်းလင်းလင်းသိမြင်လိုနေပါတယ်။လေဘာကူဆင်နီးပြရာတို့ကိုစွန့်ခွာဖို့အလွန်ဆိုဆုံးဖြတ်မယ်ဆိုရင်အန်ဆယ်လော့တီထွက်ခွာမဲ့ချိန်ကိုစောင့်ဆိုင်းပေးရမယ့်အနေနဲ့လည်းရင်ဆိုင်သွားရပါလိမ့်မယ်။အလားတူလေဘာကူဆင်မှာအလွန်ဆိုဆက်ရှိနေပြီးအန်ဆယ်လော့တီကယာဒူးဆုံးလို့ရမယ်ဆိုရင်ရီယယ်မက်ဒရစ်အနေဖြင့်ဖြစ်လာနိုင်ခြေရှိတဲ့နီးပြတစ်လက်ထဲမှာအလွန်ဆိုရဲ့အနာဂတ်ကိုထားရှိပြီးအခြားရွေးချယ်စရာတွေကိုရှာဖွေသွားရနိုင်ပါတယ်။ဒါ့အပြင်ကလပ်ကမ္ဘာဖလားပြိုင်ပွဲကလည်းဇူလိုင်လလယ်အထိကျင်းပသွားဖို့စီစဉ်ထားလို့အလွန်ဆိုအတွက်ယာဒူးလွဲပြောင်းလက်ခံရန်အကောင်းဆုံးအချိန်လို့မယူဆနိုင်ပါဘူး။ပြည်တွင်းခါးသည့်ပြိုင်ဘက်ဖိုင်ယန်မြူးနစ်ကိုအရေးနှိမ်ကချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာလာရပြီးနောက်အလွန်ဆိုရဲ့အသင်းကပြီးခဲ့တဲ့ရာသီမှာစုခူးနိုင်တဲ့ဘွန်ဒက်စလီဂါချန်ပီယံဆုနဲ့ပိုကယ်ဖလားတို့ကိုဆက်လက်ကာကွယ်သွားနိုင်ရေးကြိုးစားသွားရပါမယ်။လေဘာကူဆင်အသင်းကလာမယ့်သောကြာနေ့မှာဗိုလ်ချန်နဲ့ရှင်ပြိုင်ကစားပြီးနောက် AB တရက်မှာအာမေးနီးယားဘီလီဖီနဲ့ပိုကယ်ဖလားစီမီဖိုင်နယ်ကိုဆင်နွှဲသွားရပါမယ်။သူတို့တွေကလက်ငရှစ်ပွဲတာကစားရဖို့ကြံရှိချိန်ဘိုင်ယန်မြူးနစ်နောက်6မှတ်အကွာဘွန်ဒက်စလီဂါအပေးစရာဒုတိယနေရာမှာရပ်တည်နေပါတယ်။